သွေးစွန်းနေသောအယုတ်အဲ့ဒီနေ့ကကျွန်တော်ကရှေ့ဟောင်းပစ္စည်းဆိုင်ကထူးဆန်းတဲ့တက်တာကြီးတစ်လုံးကိုဝယ်ခဲ့တာအဲ့ဒီတက်တာထဲမှာလည်းအယုတ်ကလေးတစ်ယောက်ကပါသေးတယ်အယုတ်မလေးဟာရှေ့ဟောင်းဝတ်စုံလေးကိုဝတ်ဆင်ထားပြီးအယုတ်မလေးရဲ့မျက်လုံးတွေကတောက်ပြောင်လွန်းလာပြီးတော့တစ်ဖက်လူကိုစူးစိုက်ကြည့်နေတဲ့ပုံစံမျိုးကျွန်တော်ရဲ့မိန်းမကတော့အဲ့ဒီရုပ်ကိုမြင်မြင်ချင်းပါပဲကြောချမ်းစရာကောင်းတယ်ဆိုတဲ့ခံစားချက်ကိုသူရတယ်လို့ပြောတယ်ကျွန်တော်ကတော့ရှားပါးပစ္စည်းဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့သမီးလေးကိုလက်ဆောင်ပေးဖို့ကျွန်တော်ယူလာခဲ့လိုက်တာသမီးလေးကအဲ့ဒီရုပ်ကိုမြင်မြင်ချင်းပဲအရန်သဘောကျတယ်သူကအယုတ်လေးကိုလည်းနင်းစီလို့နာမည်ပေးလိုက်သေးတယ်အယုတ်ကိုလည်းသူနဲ့ကိုနဲ့မကွာအမြဲတမ်းဆောင်ထားတာထူးဆန်းတာတစ်ခုကသမီးလေးကအဲ့ဒီအယုတ်နဲ့စော့တဲ့အခါမျိုးဆိုရင်တယောက်တည်းစကားပြောနေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အယုတ်နဲ့အပြန်အလှန်စကားပြောနေတဲ့အတန်တွေထွက်နေတာညဘက်တွေဆိုရင်လည်းသမီးလေးရဲ့အခန်းရှိရာဖြတ်သွားတိုင်းအခန်းထဲကနေထွက်ပေါ်လာတဲ့အသက်ရှူတန်တွေကြောင့်စိတ်ထဲမှာတော့မတင်မကျဖြစ်နေခဲ့တာရက်နှင်းငင်ကြမှာတော့အိမ်ထဲမှာထူးဆန်းမှုတွေဆဖြစ်လာတယ်တကောင်ရံညမှာကျွန်တော်ကရေတောက်ဖို့အောက်ထပ်ကိုဆင်းရလာတာသမီးလေးရဲ့ခန်းထဲမှာရှိနေရမယ်နှင်းစီဆိုတဲ့အယုတ်လေးဟာအဲ့ခန်းထဲကခုံမော်ကိုရောက်နေတာကိုကျွန်တော်တွေ့လိုက်ရတယ်နောက်တနေ့မနက်မှာပူပြီးရင်နာစရာကောင်းတဲ့ဖြစ်ရတဲ့ခုကကျွန်တော်တို့ကိုစောင့်ကြိုနေတယ်ကျွန်တော်တို့အိမ်မှာမွေးထားတဲ့ခွေးလေးကအဲ့ဒီအယုတ်ကိုကြည့်ပြီးတောက်လျှောက်ဟောင်နေခဲ့တာဟောင်နေခဲ့ရာကနေပြီးတော့ရုတ်တရက်ငြိမ်ကျသွားပြီးတော့တေဆုံးသွားတာဗျအဲ့ဒီအချိန်တွေကိုကျွန်တော်ရဲ့မိန်းမကသီးမခံနိုင်တော့တဲ့အတွက်ကျွန်တော်ယူလာတဲ့အဲ့ဒီရုပ်လေးကိုအဝေးကိုသွားပြီးစွန့်ပစ်ဖို့ပြောတယ်ကျွန်တော်လည်းကျွန်တော်တို့ရဲ့အနီးနားမှာရှိတဲ့မြစ်ထဲကိုသွားပြီးစွန့်ပစ်လိုက်တယ်စွန့်ပစ်ပြီးအိမ်ပြန်လဲရောက်တော့အဲ့ဒီရုပ်လေးဟာသမီးလေးရဲ့ကတင်ပေါ်မှာဖုန်နေပေးချင်နေပြီးပြန်ရောက်နေတာကျွန်တော်လည်းကြောက်လန့်တကြားနဲ့အဲ့ဒီရုပ်ဝယ်ခဲ့တဲ့ဆိုင်ကိုသွားပြီးစုံစမ်းကြည့်လိုက်တဲ့အခါမှာအဲ့ဒီအယုတ်ရဲ့ကြောက်မက်ဖွယ်ရာအတိတ်ကိုသိလိုက်ရတယ်ဆိုင်ရှင်ကြီးပြောတာကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတက်ခံလိုက်ရတဲ့မိန်းကလေးတဦးရဲ့အလောင်းဘေးမှာအဲ့ဒီရုပ်လေးရှိနေခဲ့တာတဲ့အဲ့ဒီရုပ်လေးပေါ်မှာလည်းသွေးကဆွန်းသွားသေးတယ်အဲ့ဒီနောက်ပိုင်းမှာတေဆုံးသွားတဲ့မိန်းကလေးရဲ့ဝိညာဉ်ကအဲ့ဒီအယုတ်လေးထဲမှာကပ်ညီသွားခဲ့တာလို့ပြောတယ်ကျွန်တော်အိမ်ကိုအပြေးလွှားနဲ့ပြန်ရောက်လာတဲ့အခါမှာတော့အိမ်တစ်ခုလုံးကအမှောင်တိကျနေပြီးကျွန်တော်ရဲ့မိန်းမကလည်းလှေကားချိန်မှာတတိမိပြီးလဲကျနေတာအပေါ်ထက်ကသမီးလေးရဲ့ခန်းထဲမှာလည်းသမီးလေးကအယုတ်လေးကိုပွေ့ချပြီးလက်ထဲကကကြီးတစ်ချောင်းကိုလည်းကင်ထားတယ်သမီးလေးရဲ့မျက်လုံးတွေကပုံမှန်မဟုတ်တော့ပဲဒေါသတွေနာကြီးမှုတွေနဲ့ပြည့်နှက်နေတဲ့မျက်လုံးပုံစံဖြစ်နေတာကျွန်တော်လည်းသမီးလေးကိုကယ်ဖို့အတွက်ဖျားစာတွေကိုအားကိုတကြီးနဲ့ရွတ်ဆိုရင်သမီးလေးလက်ထဲမှာကင်ထားတဲ့အယုတ်ကိုယူပြီးမီးရှို့ဖို့လုပ်ခဲ့တယ်အယုတ်ကိုမီးဆွဲသွားတဲ့အချိန်မှာကျွန်တော်သမီးလေးကနာကျင်စွာအော်ဟစ်ပြီးတော့ကျမ်းပြင်ပေါ်မှာလူလိမ့်နေတော့တာပေါ့အယုတ်တစ်ခုလုံးကိုမီးလောင်ပြီးပြာဖြစ်သွားတော့မှခန်းထဲကနေမိန်းကလေးတယောက်ရဲ့ဝိညာဉ်ကလေထဲမှာလွင့်သွားတဲ့ပုံစံမျိုးကိုမြင်လိုက်ရတယ်။၃ လအကြာမှာတော့ကျွန်တော်တို့မိသားစုဟာအတိတ်ကိုမေ့ပြောက်ဖို့အတွက်အိမ်သစ်တစ်လုံးကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။အားလုံးကအေးချမ်းသွားပြီထင်ရပေမဲ့တနေ့မှာတော့ကျွန်တော်ရဲ့သမီးလေးဆွဲထားတဲ့ပကြီကားတစ်ခုကိုကျွန်တော်ကတွေ့လိုက်ရတယ်။အဲ့ဒီပုံထဲမှာကမီးလောင်နေတဲ့အယုတ်လေးတစ်ယုတ်နဲ့အောက်ခြေမှာကလည်းသွေးနဲ့ရေးထားတဲ့စာလေးတစ်စောင်နဲ့ရှိတယ်။မေမေနှင်းစီပြန်လာခဲ့မယ်တဲ့။